That Story ခြေတွန်းဖို့ YouTube channel ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ရပါတယ်ဒီနေ့ပြပြပေးမယ့်ပုံမြင်လေးကဆရာတန်လွင်မြင့်ရေးသားထားတဲ့နင်းညွချင်းတီတမ္မာချင်းနဲ့ကဘာအနှံ့မှာမျောလင်းချင်းပုံမြင်များဆိုတဲ့စာအုပ်ထဲကလောဘကြီးတဲ့ကိုကြီးပင်ကူဆိုတဲ့စီယာလီယွန်ရိုးရာပုံမြင်လေးကိုဖတ်ပြပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ပုံမြင်လေးကိုစပြီးတော့ပဲဖတ်ပြလိုက်ပါတော့မယ်ရွာသားတွေဟာသူတို့ရွာလယ်မှာနေထိုင်တဲ့ပင့်ကူကြီးကိုခင်မင်ကြတယ်ပင့်ကူကြီးကတကယ်ကိုအေယာမအကြီးကြီးပဲသူကဖြတ်သွားဖြတ်လာလဲသမားရွာသားတွေကိုနှုတ်ဆက်လိရှိတယ်သူ့မှာခြေတံလက်တံတွေကလည်းများတယ်ဆိုတော့အသမျှလူကိုမလွတ်အောင်လက်ဆွဲနှုတ်ဆက်နိုင်တယ်ဒီတော့ရွာသားတွေကခင်မင်ကြပြီပေါ့ပင့်ကူကြီးကိုရွာသူရွာသားတွေကကိုကြီးပင့်ကူလို့ချစ်စနုခေါ်ရတယ်ကိုကြီးပင့်ကူကသဘောကောင်းပေမဲ့သူ့မှာမကောင်းတဲ့အချက်လေးရှိသေးတယ်ဒါကတော့ကိုကြီးပင့်ကူဟာလောဘတိတ်ကြီးတာပါပဲဘဝဆိုလဲသူလိုချင်လိုက်တာပဲဒီဟာဆိုလဲလိုချင်တာပဲရွာသားတွေကျွေးတဲ့ပြောင်းမှုတွေကိုစားပြီးပြင်မဲ့နောက်တစ်ယောက်ကကိုကြီးပင့်ကူစားပြီးပြီလားလို့မေးရင်မင်းတို့ကျွေးမယ်ဆိုရင်ဖြင့်ငါဟာမစားရသေးဘူးပေါ့ကွယ်လို့လိန်ညာဖြစ်တဲ့ဒါကိုသိတဲ့ရွာသားတွေကသူ့ကိုကြီးသေးပြီးတိတ်ပြန်လို့ဆိုကြတဲ့ပင့်ကူပြောတတ်တဲ့ပင့်ကူလောဘကြီးတဲ့ကိုပင့်ကူဘလို့ပဲစားနောက်ကြပါသေးကိုကြီးပင့်ကူကတော့ခက်ပြုံးပါပဲတကယ်လဲသူကလောဘကြီးတာကိုသူသိတာပဲဟာဒီလိုနဲ့ရာသူရွာသားတွေရဲသမားတွေကောက်ပဲသိနေတွေရိတ်သိမ်းတဲ့ရာသီကိုရောက်လာခဲ့တယ်ကောက်ပဲသိနေတွေပေါ်တဲ့အချိန်ဆိုရာသူရွာသားတွေကကောက်တဲ့စားပွဲဆိုတာလုပ်တတ်ကြတယ်ကောက်တဲ့စားပွဲဆိုတာရိတ်သိမ်းရရှိတဲ့သိနေတွေကိုချက်ပြုတ်ပြင်းစင်းပြီးချစ်ခင်ရတဲ့မိတ်ဆွေတွေကိုအင်ခေါ်ဖိတ်လို့ကြွေတာပေါ့ဒီလိုချင်းဆိုကိုကြီးပင့်ကူကတိတ်ပြောတာသူ့မိတ်ဆွေရာသူရွာသားတွေကအင်ကိုခေါ်ပြီးကျိုးမွေးလေးရှိတာကိုလောဘကြီးတဲ့ကိုပင့်ကူဟာဒီနေ့တော့ဘယင်ကလှုပ်တဲ့ကောက်တဲ့စားဝဲကိုမှမလွတ်စေရဘူးလို့ဆုံးဖြတ်ထားတဲ့ကွယ်အချိန်ထဲမှာပဲသူဟာတခုကိုစွန့်ရင်သွားခဲ့တယ်တကယ်လို့များတိန်ကစားဝဲတော့ကိုမေ့ပြီးမသွားမိရင်ဘယ်လိုလုပ်မလဲဒါဆိုရင်သူစားဖို့တဏီယာရောသွားတော့မှာပေါ့ဒီလိုတော့မဖြစ်ဘူးနဲ့တူရဲဆိုပြီးသူအကြံထုတ်ရတော့တယ်ရွာသားတွေဆိုတဲ့တချင်းလေးတောင်သူစုံမိပြီရဲ့ပင်ကူပြောတဲ့ပင်ကူလောဘကြီးတဲ့ကိုပင်ကူနောက်ဆုံးတော့ကိုကြီးပင်ကူအကြံရသွားခဲ့ပြီသူခါမှကျိုးတွေအများကြီးခြိထားပြီးကျိုးစားတွေကိုထုတ်ထားခဲ့တယ်မျက်စိထဲမှာမြင်အောင်ကြည့်လိုက်စမ်းပါကိုကြီးပင်ကူကခါမှကျိုးသားတွေအများကြီးတန်းလဲနဲ့ရွာလက်ကသူ့နေရာလေးမှာမိတ်ဆွေရသားတွေကိုစောင့်နေတော့တာပေါ့ဟဲ့လေသမားလေးကိုကြီးပင်ကူပြောပါဗျမောင်တို့အိမ်မှာကောက်တစ်စားပွဲဒုံများကိုဖိတ်မာလားကွယ်မဖိတ်ပဲနေမလားကိုကြီးပင်ကူရဲ့ရော့ဒီကျိုးသားကိုယူသွားမောင်တို့အိမ်မှာကောက်တဲ့စားပွဲရှိရင်ကျိုးကိုဆွဲလိုက်ဟဲ့ကိုကြီးပင့်ကိုအပြေးတာစားမယ်အကြံပိုင်းနဲ့ကိုကြီးပင့်ကိုပဲကဲကျိုးသားလေးပေးလိုက်ပါဗျာလက်သမားဟာကိုကြီးပင့်ကိုပေးတဲ့ကျိုးကိုယူပြီးအိမ်ကိုထွက်သွားတယ်ဟဲ့ဥယျာဉ်ချမ်းရှင်တငယ်မကြီးရှင်ကိုကြီးပင့်ကိုမဲတို့အိမ်ကောက်တဲ့စားရင်ဒုံများကိုဖိတ်မှလားကွမဖိတ်ပဲဘယ်နေမလဲရှင်ကိုကြီးပင့်ကမိတ်ဆွေပဲဟာဒါဖြင့်ကျိုးသားကိုယူသွားကြည့်ကောက်တဲ့စားကန်ဒီကျိုးသားကိုဆွဲလိုက်ဟဲ့ငါအပြေးရောက်လာမယ်ဥယျာဉ်ချမ်းရှင်တငယ်မဟာကျိုးစာလေးကိုဆွဲပြီးတေးသချင်းကြီးတို့ပြန်သွားတဲ့တချင်းကတော့ပင်ကူပြောတတ်တဲ့ပင်ကူလောဘကြီးတဲ့ကိုပင်ကူဒီလိုနဲ့ကိုကြီးပင်ကူဟာသူ့မိတ်ဆွေရာသားတိုင်းကိုကျိုးစာတွေပေးလိုက်ပြီးကောက်တဲ့စားကန်ဒီကျိုးကိုဆွဲလိုက်ဖို့မှားလိုက်တဲ့သူ့ခါမှာကျိုးတွေအများကြီးချီလျက်သားပေါ့လေဘယ်ကအစားအစာကိုမှသူမလွတ်ချင်ဘူးမို့လားကိုကြီးပင်ကူကကောက်တဲ့စားတဲ့နေ့ကျရင်တရားလုံးကကျွေးမွေးတာကိုစားရတော့မယ်ဆိုပြီးတွေးပျော်နေတာပဲဒီလိုနဲ့ကောက်တဲ့စားတဲ့နေ့ကိုရောက်လာခဲ့တော့တယ်လက်သမားတယောက်ကဟောငါမိတ်ဆွေကိုကြီးပင့်ကိုအစားအစာတွေစားဖို့လှမ်းခေါ်အောင်ပါဆိုပြီးသူ့အိမ်ကပင့်ကူရဲ့ကျိုးစားကိုစောင့်ဆွဲလိုက်တယ်တေးသချင်းလေးနဲ့ပေါ့ပင့်ကူပြောတတ်တဲ့ပင့်ကူလောဘကြီးတဲ့ကိုပင့်ကူဒါပေမဲ့လက်သမားလိုပဲတခြားရွာသူရွာသားလက်သမားတွေကလည်းသူတို့ချေရတဲ့မိတ်ဆွေကြီးအစားလာစားဖို့အတွက်သူတို့ရထားတဲ့ကျိုးစားတွေကိုစောင့်ဆွဲကြတာပါကိုကြီးပင်ကူကကျိုးစားတစ်ဖက်တင်းလာလို့သွားစားမယ်ဆိုပြီးအဲ့ဒီကျိုးဘက်ကိုသွားရင်တခြားကျိုးတွေကတပြိုင်နက်ဆွဲနေကြတာမို့သွားလို့မရဘူးဒါနဲ့ဒီဘက်ကိုသွားမယ်ဆိုရင်ဟိုဘက်ကလည်းဆွဲပြန်တယ်ရွာသားတွေကလည်းသူတို့ရဲ့လောဘကြီးတဲ့မိတ်ဆွေကြီးဘာဖြစ်လို့မလာလဲဆိုပြီးစိတ်ရှည်လက်ရှည်ဆွဲခေါ်နေကြတယ်ကိုကြီးပင်ကူခင်ဗျာဘယ်ဘက်ကမှသွားလို့မရဘူးစိတ်ပြက်လက်ပြက်နဲ့တချင်းတောင်မှပြောင်းဆိုရတယ်ပင်ကူပိုက်စာနေတဲ့ပင်ကူလောဘကြီးတဲ့ကိုပင်ကူ
ရွာသားတွေကလည်းကိုကြီးပင့်ကိုမတိဘူးများလားဆိုပြီးစိတ်ရှည်လက်ရှည်နဲ့ဝိုင်းဆွဲနေကြရဲ့ကိုကြီးပင့်ကူကရောက်မလာပါဘူးနောက်ဆုံးတော့ရွာသားတွေကစိတ်လျှော့လိုက်ပြီးကျိုးကိုလှုပ်ချလိုက်ကြတယ်ကျိုးတွေကဆွဲမထားတော့တဲ့အခါကိုကြီးပင့်ကူကလည်းတဏီကုံကျိုးတွေနဲ့ဝိုင်းဆွဲခံရတာမို့ပင်မလှပြီးဘိုက်ကလည်းစားနေပြီလေဒီလိုနဲ့ရွာသားတယောက်အိမ်ကိုသွားကြည့်လိုက်တယ်ကောက်တဲ့စားဘက်ကဘာတွေများကျွေးတယ်လဲကွာလို့ပင့်ကူကြီးကမေးလိုက်တယ်ကိုကြီးပင့်ကူကိုတစ်ချိန်လုံးဆွဲခေါ်နေတာလာမလားပဲဟာခုတော့ကုန်းပြီးဒီလိုပြန်ဖြေလိုက်တယ်ကိုကြီးပင့်ကူကနောက်ထပ်တအိမ်ကိုသွားပြန်တယ်ဒါပေမဲ့အဲ့ဒီမှာလည်းမကြံတော့ဘူးခေါ်နေတော့ကတော့မလာဘူးလို့လေသူမတယောက်ကစူပူလိုက်သေးရဲ့ကိုကြီးပင့်ကူဟာကောက်တဲ့စားပွဲလုပ်တဲ့အိမ်တိုင်းကိုအပြေးကလေးသွားပြီးစားစရာရအောင်မလားလို့မေးတာပေါ့ဒါပေမဲ့ဘယ်မှမကြံတော့ပါဘူးကိုကြီးပင့်ကူမှာစိတ်ပြက်လက်ပြက်နဲ့ပိုက်စားပြီးထိုင်နေရတာပျော်တတ်တဲ့ပင့်ကူနဲ့တော့မတူတော့ပါဘူးအဲ့ဒီနေ့ကအစားအစာငတ်သွားတာပေါ့ဒါပြင်လူတွေကကျိုးတွေနဲ့ဝိုင်းဆွဲကြတာမို့ပင့်ကူကြီးရဲ့ခါးကလေးဟာတီးတီးလေးပဲရှိတော့တဲ့နောက်ဆိုလောဘမကြီးဖို့သူဆုံးဖြတ်လိုက်တယ်အဲ့ဒီနေ့ကစပြီးပင့်ကူတွေဟာခါးကလေးတီးသွားကြပြီးသူတို့နဲ့အတူကျိုးတွေလည်းအများကြီးပါလာလိမ့်ရှိတဲ့